ကဲဒီနေ့လေးကတော့ကျမတို့ဘက်မှာလာရှန်ကောလုပ်စားပါတယ်ကဲနံပါတ်၄ကအရွက်လေးတွေပြုံနေပြုတ်ပြီးတော့ဆယ်မယ်နောက်ထပ်တစ်မျိုးထပ်ထည့်မှာပါနော်ကဲနောက်ထပ်တစ်မျိုးထပ်ထည့်ရင်ဆူရင်နောက်ထပ်တစ်မျိုးတော့ဆူရင်ဆယ်လို့ရပြီတော့နော်အများအချိုက်ပြုတ်ရမလို့ခဏလေးပါပဲဟာဆူရင်ဆယ်မယ်ဒီနောက်ထပ်အရွက်တစ်မျိုးထည့်မယ်တော့တစ်မျိုးပဲပြုတ်မှာပါနော်ဒီလိုခောက်ကကြာပို့ပြတဲ့ကြောင့်ကြာပို့လေးကတော့နည်းနည်းလေးတော့ကြာတယ်နော်ကြာပို့လေးနဲ့နည်းနည်းလေးကြာပို့အပေါင်းအုပ်ပြီးတော့ကြာပြုတ်လာရရတယ်ဆယ်ဆူပြီးဆိုရင်တော့မဆယ်နဲ့ကြာပို့ဆယ်ပြီးရင်နောက်ထပ်အပြတ်တစ်မျိုးပြုတ်ဖို့ကိုစင်းလေးလောက်ထားပါတော့နော်တင်တင် ready ဖြစ်အောင်ကြာပဲပြီးရင်အာလူလေးကိုပြင်ထားတယ်။ဒါရောအာလူကပြည့်ရတယ်နဲ့ကြာတယ်။အာလူလေးကိုထည့်မယ်။ကဲအာလူလေးထည့်လို့နည်းနည်းလေးပေါ့နော်။အာလူကနည်းနည်းလေးထည့်လို့မကြာပါဘူးဆိုလို့ရှိရင်မှုလေးတွေပါထည့်မယ်နော်။ဒါလည်းဆက်တာပေါ့။အလေးလေးတူတူထည့်ရောအာလူကဒီကအရင်နှိမ့်တော့လေ။ကဲအာလူထည့်ပြီးမှမှုလေးထည့်မယ်။ကဲမှုလေးထည့်လို့ဒီနေ့လေးအချိန်ကြာပြီဆိုလို့ရှိရင်အားရတဲ့အချိန်ပြန်ပြန်လာပေါ့နော်။ဆယ်။ကဲမှုလေးရောအာလူကြီးရောဆယ်တယ်ခါမှမှုလေးရင်းဆယ်ရပါမယ်။မှုဆယ်လို့ပြီးဆိုမှအာလူကိုနောက်ဆုံးမှဆယ်မှာပေါ့နော်။တွေ့နေတယ်နော်စာပုတ်လေးစုံနေစာပုတ်လေးကတော့အကြိုက်တော့ကြမှာပါပြီးရင်အမှုကြီးမျိုးပြောင်းမှုလို့စုံတော့နော်ဒီလိုပြောင်းမှုပြီးမှုလေးလေးတို့ပါခဲရကမမှုပြီးတော့ပြုတ်နေတယ်မောလာဦးနေတာခဲရပါတော့မောလာဦးကခဏလေးပြုတ်ပြီးရပြီဆိုလို့ရှိရင်ပူပြန်ဆယ်မှာပေါ့နော်ကြာကြီးတော့ပြောပြမယ်သူကခဏလေး